သတင်းများနဲ့လူတိုင်းချစ်တာပါရောင်သွေးလည်းမဆန်းကျဲလူရောင်လေးနဲ့လာရင်မီရီကြိုက်တဲ့ချစ်စရာစပယ်ပန်းလေးကြောင့်သာမာနမပါစင်ကြယ်သောကောင်းသောဂုဏ်သတင်းများနဲ့လူတိုင်းချစ်တာပါရောင်သွေးလည်းမဆန်းကျဲလူရောင်လေးနဲ့လာရင်မီရီကြိုက်တဲ့ချစ်စရာစပယ်ပန်းလေးစပယ်ပန်းလေးပါတရားဝဲမှာပူဇော်တာစပယ်ပန်းလေးပါရှင်တော်ဘုရားမှာပူဇော်တာစပယ်ပန်းလေးပါတရားဝဲမှာပူဇော်တာစပယ်ပန်းလေးပါရန်သူစရာများနဲ့တန်ဖိုးထားကြပါတော့လူယူရရနံသိတော့စပယ်ကြတာပြုတ်ပြုတ်လေးလဲကောင်းပေါ်မှာပန်းစင်ထားကြတာဒီတော်တော်ကောင်းပေါ်မှာပန်းစင်ထားကြတာပြုတ်ပြုတ်လေးလဲကောင်းပေါ်မှာပန်းစင်ထားကြတာတိတ်ခါရှိသောတန်ရှင်းသောလာတရားများနဲ့လောကကြီးကိုအလားစင်နေစပယ်ပန်းလေးဖြူသလိုစပယ်ပန်းလေးစပယ်ပန်းလေးလာတယ်လို့အလုံးလေးလာနိုင်ကြပါစေအလုံးလေးလာနိုင်ကြပါစေစပယ်ပန်းလေးပါတရားဝဲမှာပူဇော်တာစပယ်ပန်းလေးပါရှင်တော်ဘုရားမှာပူဇော်တာစပယ်ပန်းလေးပါတရားဝဲမှာပူဇော်တာစပယ်ပန်းလေးပါရန်သူစရာများနဲ့တန်ဖိုးထားကြပါတော့ဒီရရနံသိတော့စပယ်ကြတာပြုတ်ပြုတ်ရီလဲကောင်းပေါ်မှာပန်းစင်ထားကြတာဒီတော်တော်ကောင်းပေါ်မှာပန်းစင်ထားကြတာပြုတ်ပြုတ်ရီလဲကောင်းပေါ်မှာပန်းစင်ထားကြတာတိတ်ခါရှိသောတန်ရှင်းသောလာတရားများနဲ့လောကကြီးကိုအလားစင်နေစပယ်ပန်းလေးဖြူသလိုစပယ်ပန်းလေးစပယ်ပန်းလေးလာတယ်လို့အလုံးလေးလာနိုင်ကြပါစေ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 